Okay so ဒါကတော့ဒါ King Cobra အကြီးပေါ့နော်ဆိုတော့ဒီကောင်ကကျွန်တော်ငွေဆောင်မှာတွေ့တဲ့ကောင်ထက်ဒါ site တူတူလောက်ပဲသွားကြမှာထင်တယ် Is this a male? Yes. Okay so ဒါအထီးလေးပေါ့နော်ဒါကဒါကယ်ဆယ်ထားတဲ့ကောင်ပေါ့နော်သူဒါ rescue လုပ်ထားတဲ့အကောင်လေးဖြစ်တယ်ဒါအခုကျွန်တော်ရောက်နေရတာဒါချင်းမိုင်ကိုရောက်နေရပါတော့ဆိုတော့မြင်ရတဲ့အတိုင်းပဲအနောက်မှာအစိတ်ကလိုင်းဆိုလဲအကြီးပေါ့နော်အဓိကဒီကောင်မျက်လုံးအခုကြည့်ရမယ်ဆိုလို့ရှိရင်မျက်လုံးကအဖြူရောင်ဖြစ်နေရပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ opaque လို့ခေါ်တယ်သူအရေကွန်လဲကန်နီးနေတဲ့အတွက်ကြောင့်ကျွန်တော်အစတော့သူခေါင်းကိုကင်လို့ရပြီးတော့ကျွန်တော်ဒီအစိတ်ထုတ်ပြဖို့ပေါ့နော်ဒါပေမဲ့အစိတ်ထုတ်ဖို့သူကအဆင်မပြေဘူးတဲ့ပြောလို့ပေါ့နော်ဟိုစီ look at this တော့ဒါမျက်လုံးမမြင်ရလို့ပေါ့နော်သူနည်းနည်းဒေါ်လာကြီးနေဘယ်လောက်ကြီးတယ်ဒီမှာကြည့်လိုက်ဒီတော့ကြီးမွေရတဲ့ site ကိုကြည့်လိုက်နော်အစိတ်ပြီးမွေတွေကိုအစိတ်ထုတ်လိုက်လို့ရှိရင်နောက်တစ်ခါအစိတ်မသိနိုင်တော့ဘူးလားဆိုလို့ရှိရင်တော့အဖြေကတော့လုံးဝမဟုတ်ပါဘူး။ဘာလို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့လူသားတွေလည်းတစ်ချိန်မကမျက်ရည်ကျလို့ရတာဟာကျွန်တော်တို့ရဲ့မျက်လုံးအနောက်မှာမျက်ရည်ဂလန်းပါလို့ဖြစ်ပြီးတော့မွေတွေရဲ့ပစောင်မှာလည်းအမျိုးအစားအလိုက်အစိတ်ဂလန်းတွေအသီးသီးရှိကြတဲ့အတွက်ကြောင့်အစိတ်ကလုံးဝကုန်ခန်းသွားတယ်ဆိုတာမရှိဘဲနဲ့အမြဲတမ်းပြန်လည်ပြည့်နေမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကလူတစ်ယောက်ကဒီမွေကအစိတ်ထုတ်ထားတာလားမေးလို့ရှိရင်တော့ဒီလူကမွေအကြောင်းလုံးဝမသိတဲ့လူဆိုတာကျွန်တော်တို့ဒီအချက်နဲ့တွေပဲသိနိုင်ပါတယ်။ဒီတောကြီးမွေဟောက်ကြီးကိုကျွန်တော်ကိုယ်တိုင်အစိတ်ထုတ်ပြပေးခြင်းပဲမဲ့လဲဒါကသူများအကောင်ဖြစ်နေတာရဲ့ကျွန်တော်ရုတ်တရက်သူ့ level ကိုကင်လိုက်တဲ့အချိန်မှာသူအရေးကွန်လဲတာက ready မဖြစ်သေးတဲ့အချိန်ဆိုလို့ရှိရင်လူတွေအနက်ဘေးကွာတယ်လို့မျိုးဖြစ်သွားနိုင်ပြီးတော့ဒါကသူများတလိမ့်ဆန်ဖြစ်နေတာကြောင့်ဟောပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်သူ့ကိုအစိတ်ထုတ်ခွင့်တော့မရခဲ့ဘူးပေါ့နော်နောက်တစ်ခုဒီနေရာမှာပြောချင်တာကဒီတောကြီးမွေဟောက်တွေကထိုင်းနိုင်ငံမှာဒါတရားဥပဒေနဲ့ကာကွယ်ထားတဲ့အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မြန်မာလူမျိုးတွေဒီမျိုးစိတ်ကိုလုံးဝမတတ်မိဖို့တော့လိုပါတယ်ပြည်တန်နေအနေနဲ့ကျွန်တော်တို့အနည်းဆုံးဘတ်1000ခန်းကနေပြီးတော့ကျွန်တော်တို့ထောင်ဒဏ်3နှစ်ကနေ9နှစ်အတွင်းမှာကြာနိုင်တဲ့အတွက်ကြောင့်ဒါကျွန်တော်တို့မြန်မာမှာလိုမျိုးအမွေတွေ့ကျွန်တော်တို့တတ်တဲ့အကျင့်လေးတွေဒါမြန်မာမှာထားခဲ့ဖို့တော့လိုမယ်ပေါ့နော်ဒီကောင်တွေကဘာလို့အစိတ်ရှိနေရလဲပေါ့နော်ကျွန်တော်မြန်မာမှာတချို့တော်တော်များများထင်ကြတာကကျွန်တော်တို့ဒီတောကြီးမွေဟောက်တွေကကျွန်တော်လူတွေကိုတတ်ချင်ကြတယ်ပေါ့နော်အဲ့လိုမျိုးထင်ကြတယ်အမှန်တော့မဟုတ်ဘူးဗျဒီကောင်တွေကဒါကမ္ဘာပေါ်မှာညံအကောင်းဆုံးမွေမျိုးစားတွေဖြစ်တယ်ပေါ့နော်ဆိုတော့အိမ်မှာမွေးထားတဲ့တချို့ကောင်တွေဆိုတခင်မှတ်နိုင်တယ်မွေးကလေးကအိမ်မှာမွေးလိုက်ပေါ့နော်ဒီကောင်တော့ဒါတဘာဝအကောင်ဟိုမှာဒါကဲထားတဲ့ကောင်ပေါ့နော်ဆိုတော့နည်းနည်းလေးတော့ပို့ပြီးတော့ဒေါသကြီးတယ် site ကလည်းအကြီးပဲပေါ့နော်သူ့နာမည်ကတော့ slash လို့ခေါ်တယ်ပေါ့နော်ဒါကတော့ဒါချင်းမိုင်မှာချင်းမိုင် locality ပေါ့နော်ဒီကောင်တွေကဒီတောကြီးမွေဟောက်တွေကတော့ဒီသားပေါ်လိုက်ပြီးတော့အယောင်တွေကကွာကြတယ်ပေါ့နော်ဆိုတော့နေတိုင်းမဟုတ်တော်တော်ကြီးတယ်ဟိုတွေ့ရတဲ့အတိုင်းပဲပေါ့နော်မျက်လုံးကဒီမှာအယောင်ပြောင်းနေလို့အားကြောင့်မလို့ဒီကောင်ကင်လို့အသိအဆင်မပြေရပါဘောနော်